안녕, 하이. ဒီနေ့ကို officially ကြည့်ပေးနေတာဆိုရင် ready လုပ်ပေးနေတာဆိုရင်တနေ့ပြည့်သွားပြီပေါ့နော်တနေ့ပြည့်သွားပြီ YouTube လည်းအဲ့လိုပဲတနေ့နီးပါးလောက်ရှိနေပြီ YouTube ကတော့နည်းနောက်ကြရတယ် officially အဲ့ဒါကိုလုပ်ပြီးမှဆက်စတော့ just for fun မသိလားဆက်စတော့ just for fun ကိုဘာတာကိုကြည့်ပေးမယ်ကိုခင်တဲ့လူတွေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တယ်ဆိုပေမဲ့ officially အဲ့လိုလေးဖြစ်သွားတယ်အဲ့ဒီဟာလေးကိုဟိုကျမအသေးစိတ်လေးအဲ့လိုမျိုးပေါ့နော်ကျမရဲ့ history လေး story လေးပြောပြပေးမယ်အဲ့ဒါဆိုတော့ဘာလို့ပြောပြချင်လဲဆိုရင်လေကိုရဲ့ဒီဟာလေးကိုပြောရင်းနဲ့ရှင်တို့လည်းလေသိရမလားရှင်တို့မှာအဲ့လိုမျိုး skill လေးတွေရှိလောက်တယ်ရှင်တို့ကိုယ်တိုင်မသိတဲ့ talent တွေပေါ့နော်ခါကြရင်လူတွေကမွေးရပါအဲ့လိုမျိုးပါတယ်လေကျမဆိုလည်းလေတင်ယူထားတာမဟုတ်ဘူးတာတော့ပညာကိုကျမတင်ယူထားတာမဟုတ်ဘူးဟိုကိုရဲ့မျိုးရိုးစေဆက်မှာလည်းအဲ့လိုဘေးဒေတာတော့အဲ့လိုအကြမ်းမြင်အဲ့လိုတွေမပါဘူးမရှိဘူးသိလားမရှိဘူးတရားတောင်မရှိဘူးတချို့ဆိုရှိရလေဘေးဒေဗာနက်ကင်တဲ့ဟာတွေဘာတွေဆိုရင်အဲ့လိုမျိုးရိုးစေဆက်အလိုက်အဲ့လိုမျိုးအဖွားဖြစ်လို့အမေကဖြစ်လို့သူအဲ့လိုမျိုးပေါ့နော်မျိုးရိုးအလိုက်လုပ်ပေးရတယ်အဲ့လိုမျိုးရှိရလေကိုမျိုးရိုးမှာမရှိဘူးသိလားကိုမိဘတွေကိုမိသားစုတွေကိုဆွေမျိုးတွေဆိုလဲလက်နေမှာတိလားဒီကောင်မလေးဘာလို့လုံနေလဲမသိဘူးဆိုပြီးတော့လေပြီးတော့ကိုဒီအိတ်ကဗုဒ္ဓဘာသာတိလားဗုဒ္ဓဘာသာဆိုတော့တိတဲ့အတိုင်းပဲအဲ့လိုမျိုးတွေခရစ်ယာန်နဲ့တူတူပဲအဲ့လိုမျိုးအဲ့လိုဗာလဲဗီဒီဒီနဲ့တွေ့ပါဒီညာတွေအဲ့လိုမျိုးဝါသနာရှိတဲ့လူပဲလောက်တာပေါ့နော်ဒါပေမဲ့ဗုဒ္ဓဟောကြားတဲ့ထဲမှာတော့ဗုဒ္ဓမြတ်စွာဘုရားကိုပဲအဲ့လိုမျိုးပေါ့နော်ယုံကြည်တတ်ဝါရမယ်ဆိုတော့ခရစ်ယာန်နဲ့တူတဲ့အဲ့လိုအချက်လေးရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ကျတော့လဲ just for fun ပေါ့နော်ဟိုဝါသနာအနေနဲ့ကြီးတဲ့လူလည်းရှိတယ်တချို့ကျတော့လဲအရန်ကြိုက်တယ်ပေါ့နော်အဲ့ဒီဗီဒီပါညာအရန်လိုက်စားတဲ့လူတွေရှိတယ်ကွာ okay အဲ့ဒါကျတော့ဟိုပေါ့ကြီးတဲ့လူတွေပေါ့နော်ဒီနေ့ကကျတော့ကိုရဲ့ history လေးstory လေးပြောပြချင်တယ်ပေါ့နော်စိတ်ဝင်စားရတော့ဒီဗီဒီယိုလေးအဆုံးထိကြည့်သွားပေါ့နော်တစ်ခါလေးကြာရရှိတယ်လေငါကြည့်နေတဲ့ tarot reader ဟိုပေါ့ငါယုံလို့ရောရရဲ့လားပေါ့အဲ့လိုမျိုးလေးတွေရှိမှဆိုလို့ကိုရဲ့ story လေးကိုလည်းအဲ့လိုမျိုးစိတ်ဝင်စားရင်ကြည့်လို့ရအောင်လို့ပေါ့နော်ပြီးတော့ဒီဗီဒီယိုဘသူဆက်စုကိုရှင်းပြစရာမလိုတော့ဘူးလေနော်ဒီဟာလေးရှိနေတော့ကိုရဲ့ဟို biography လေးလို့ဖြစ်သွားပေါ့နော်အဲ့ဒါလေးနဲ့ဒီနေ့ဒီ tarotပညာကို officially လုပ်ဖြစ်တဲ့အကြောင်းလေးနည်းနည်းပြောပြပေးမယ်ပေါ့နော်ကိုကလည်းငယ်လေးတော့နေနေလေးကတည်းကပေါ့နော်အခုထိပေါ့နော်အခုထိကိုရဲ့ sorry ရဲ့ sign ကလေဟို Capricorn မလို့လားမသိဘူးCapri ဆိုတိလောက်မယ်ဒီဗီဒီယိုလာကြည့်နေတဲ့ Capri ဆိုတိလောက်မယ်တိလား Capricorn တွေကလေသူတို့လက်တွေးကြတာကြိုက်တယ်လက်တွေးကြအဲ့လိုမျိုးလေးတိလားအဲ့လိုမျိုး imagination တို့အဲ့လိုမျိုးသူတို့မျက်စိရှိမှမြင်လိုက်ရမှအဲ့လိုမျိုးလုံးနေတဲ့အဲ့လိုမျိုးဒီလောကလေဒီ imagination တွေပါလို့ဆိုသူတို့မရှုံဘူးကွာအဲ့လိုမျိုးလောကကြီးရုပ်လုံးထွက်နေရမယ်တို့ဘာညာကိုပြောချင်တဲ့ဟာသိရမလားအဲ့ဆိုတော့ဘေးဒီပညာဘာညာလို့ဆိုရင်ဒီဆန်းဆန်းကိုကြာနာဒီ imagination လောက်ရတယ်လေသိရမလားဟိုလောကကြီးအဲ့လိုမျိုးချပြလို့တရေတကယ်ရှိတယ်ဝိညာဉ်တွေတကယ်ရှိတယ် net တကယ်ရှိတယ်အဲ့လိုမျိုးတွေပါလေဆိုရင် Capricorn တွေကအဲ့လိုမျိုးသူတို့လက်တွေ့ဆန်တယ်ကွာပြောချင်တာလေ Capricorn တွေကလက်တွေ့ဆန်တယ်လက်တွေ့ဆန်တော့ကိုကငယ်လေးကတည်းက logically ဟိုနှလုံးသားထက်အုံနောက်လဲပိုတွေးတတ်တယ်တချို့ဆိုသိတယ်ကွာ Capricorn တွေဆိုရင်သူတို့မှာဒီမှာလည်းအုံနောက်ပါတယ်ဒီမှာလည်းအုံနောက်ပါနှလုံးသားမရှိတဲ့လူတွေဆိုပြီးတော့သူတို့ red side ကို red flag ကို Capricorn တွေအဲ့လိုမျိုးနှလုံးသားမရှိတဲ့လူသားဆိုပြီးတော့ပေါ့နော်အေးဆက်တဲ့လူသားဆိုပြီးတော့ Capri တွေသိကြတယ် ဒီလာကြည့်နေတဲ့ Capri တွေဆို Capricorn တွေဆိုသိလိုက်မယ်ကွာအကိုလည်းအဲ့လိုပဲနဲ့ logically ဆန်တယ်ပေါ့နော်အတွေးတွေရောအဲ့လိုမျိုးတစ်ခုခုဆိုရင်အဲ့လိုလွယ်တကူမယုတ်တတ်ဘူးကိုတိုင်ဆန်းစစ်ကြည့်မှရမယ်ကိုမျက်လုံးနဲ့တွေးမှရမယ်အဲ့ဒါကဖြစ်သိလားမဖြစ်သိလားအဲ့လိုမျိုးဟို trust issue များတာမဟုတ်ဘူးသူတို့ရဲ့အချစ်ကိုအဲ့လိုကွာအဲ့တော့ကိုကငယ်လေးကတည်းကအဲ့လိုမျိုးစိတ်မဝေစားဘူးသူများတွေကလေးကိုဒီကလေးဘွားတော့ဆိုလေအဲ့လိုပဲလေတငယ်ချင်းကြီးနဲ့ဆိုရင်ဘာတွေဆိုရင်အဲ့လိုမျိုးဘေးဒီကိစ္စဘာညာရှိတယ်လေကိုသိလားစိတ်မဝေစားဘူးဒါပေမဲ့ကိုငယ်တုန်းကနည်းနည်းစိတ်ဝေစားတာဆိုတော့ဟိုကရှေ့နှစ်ခတ်တွေရှိတယ်ကွာနှစ်ခတ်ငယ်တော့လေထိုးတွေလေအဲ့လိုမျိုးအပိုင်းဟောက်စာအုပ်ကြီးတည်တယ်မှာလက်ထောက်ဘေးဒီဆိုပြီးရှိရလေအဲ့ဒါတော့စိတ်ဝေစားတယ်ကြောင်ကတငယ်ချင်းတွေခဏဆော့တော့လေအဲ့ဒါမှလေဝေဆော့ရနဲ့သူကမိကောလေးပေးထားလေပြီးလက်အဲ့လိုမျိုးညလုံးမိတ်ပြီးတော့ထောက်လိုက်တယ်လေစာရွက်မှာထောက်ပြီးတော့ကိုဖဲနီယာကြတာလဲအဲ့ဒါကြပြီးတော့
ဟာရဲ့ဆိုင်ရဲ့ဘယ်နှပတ်ကဖောက်အဖြစ်ပေးတာလဲဆိုပြီးတော့စာရွက်အနောက်ကိုလာပြီးတော့ကြည့်ရတယ်တိလားကိုဒီ generation မှာမွေးလာတယ်ဆိုတိလိုက်မယ်ကွာလက်ထောက်ပေးတယ်ဆိုတာအဲ့လိုမျိုးကွာချက်တရနက်ခတ်တို့ချက်ဒီပါကြည့်ရတာကြိုက်တော့အဲ့လိုမျိုးတော့သဘောကျတယ်ဒါပေမဲ့အဲ့လိုတဘောတာကြတာကွာအဲ့လိုမျိုးထထဲဝဝေဟို study မလုပ်ခဲ့ဘူးအဲ့လိုမျိုး research မလုပ်ဘူးအဲ့လိုဒီတိုင်းပဲပေါ့နော်ကိုသဘောကျတယ်ပေါ့ agenda လေးတွေဆိုရင် amazing ဖြစ်တယ်ပေါ့ဘာလဲ9ယောက်ကျဲတို့ထူကိုကျဲတို့ဘာအဲ့လိုမျိုးကကောင်းငယ်ကြည့်လိုက်ကိုကျဲဒီကြည့်ရတာကြိုက်တယ်အဲ့မျိုးဆိုတော့အဲ့ဒါနေအခုကဘလို့ဖြစ်ပြီးတော့တာရော့ဆရာမဖြစ်တော့လဲဆိုရင်တာရော့ကိုအဲ့လိုမျိုး YouTube တို့ Facebook မှာအဲ့လိုမျိုးကိုကအဲ့လိုမျိုးမကြည့်အဲ့လိုတစ်ခါလေးကြိုက်အဲ့လိုမျိုးပေါ့ကွာအခုကခုရဲ့ generation ကို internet ခေတ်ကအဲ့လိုမျိုးကွာသိရမလား popular ဖြစ်တက်တယ်လေသိရမလား popular ဖြစ်တာ boost ဆိုရဲဆိုရင်တက်တယ်ကွာအဲ့ကိုစီကိုတာရော့ video လေးတွေရောက်တယ်ကွာရောက်တော့ဟိုမကြည့်ဖြစ်ဘူးဆက်တော့မကြည့်ဖြစ်ဘူးကိုအကောက်ထဲလူတွေ share တာလည်းဖြစ်နိုင်တယ်တော့မှအဲ့လိုမျိုးဒီတိုင်းပဲဖြစ်မှာပေါ့နော်Facebook တို့ YouTube တို့မှာအဲ့လိုတက်တယ်ပေါ့တက်ကတစ်ချိန်ကြတော့အဲ့လိုမျိုးသူကအဲ့လိုမျိုးကိုက pass အဲ့လိုမျိုးပေါ့ skip လုပ်ဖို့ဟိုမဖြစ်လိုက်ဘူးအဲ့နဲ့ဒီတိုင်းမှာနားထောင်ကြည့်လိုက်မယ်ပေါ့ဆိုပြီးတော့နားထောင်ရင်းနဲ့အဲ့မှာစိတ်ဝေစားသွားတာကွာဟာတော်ပညာမိုင်းလိုက်လောက်ပေါ့သူကကက်ကိုကြည့်ပြီးတော့လူတယောက်ကိုရဲ့အဲ့လူတယောက်ရဲ့မေးတဲ့ဟာတွေရောအဲ့လူတယောက်ရဲ့အဲ့လိုကက်ချမောဟောတယ်ဆိုတော့လေတော်ပညာကိုကဘေတွေတို့ဘာလို့ကြတော့တိတယ်ကွာနည်းနည်းပပတိတယ်ဘေတွေတို့ငငယ်တော့ကျတော့အဲ့လိုမျိုးလေးစကားထဲမှာပါလို့ဘာလို့ဆိုတော်ကျတော့အနောက်တိုင်းဘက်ဆိုတော့တိတ်တော့ဟိုကမဖြစ်ဘူးမြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးဖေးတွေဘာညာတွေ net တွေပါတွေကအဲ့လိုမြင်ရတယ်ကွာတိလားမြန်မာနိုင်ငံမှာဆိုရင်အဲ့လိုဘလူပွဲပေးတာဘလူဟောတာဘာညာမြင်ရတယ်မဲ့တာလော့ကကြတော့ကိုလောခက်တဲ့9နှစ်လောက်ကတည်းကမြန်မာနိုင်ငံမှာရှိတော့တာရော့ကိုအဲ့လိုမျိုးကိုရီးယားတွေလိုမျိုးတိပဲကိုရော့စတူခါတိလေးနဲ့တာရော့ကိုတေချာဟောတဲ့ဟာတွေရှိတယ်ချစ်စရာလေးသူတို့စတူခါလေးလေးစတူဒီယိုလေးအဲ့လိုမျိုးလုပ်ပြီးတော့ဘယ်နေရာဖြစ်ရှိတယ်ကွာတာရော့မှာကြတော့ကိုရီးယားမှာကြတော့တာရော့ကိုတေချာဟိုဟာဖြစ်ကြတယ်အဲ့ဆိုတော့သူတို့က just for fun အနေနဲ့ကြည့်ကြမွန်နွာပေါ့နော် culture အနေနဲ့ကိုရီးယားမှာတော့အရန်ကြည့်ဖြစ်တယ်တာရော့တီဖာတွေအရန်လုတ်တယ်ကွာအဲ့မှာကိုရီးယားမှာကျတော့မြေတို့မြန်မာနိုင်ငံမှာအဲ့လိုမရှိဘူးအခုတော့မပြောတတ်ဘူးအဲ့တော့အဲ့လိုမျိုးဆိုကိုတာရော့ကိုတိတ်ပြီးတော့ knowledge မရှိပေါ့နော်အဲ့ဒါနဲ့Facebook တို့ YouTube တို့မှာတက်တော့အဲ့လိုမျိုးဘယ်လိုပြောမလဲစိတ်ဝေစားလာပေါ့နော်ဟာသူကကတ်ကိုကြည့်လေကတ်ကိုဆွဲလိုက်တယ်ကတ်ကိုကြည့်ပြီးတော့အဲ့လူရဲ့ဘာလဲ तू ဘာသိချင်တာလဲဘာအဲ့လိုမျိုးပြောတာဆိုတော့လေစိတ်ဝေစားသွားပြီးတော့ဟဲ့လို့ကတ်တွေကလည်းဘလူလဲပေါ့နော် तू ကအဲ့လိုရှက်ဖယ်ဒီလုံနေတော့ကတ်တွေတော်တော်များတယ်ပေါ့နော်တော်တော်များတော့ तू ဘလူသိလဲပေါ့ဒါမှ तू အဲ့လိုမျိုးပေါ်နေတာလားပေါ့ဘေဒီတို့နတ်တို့လိုမျိုးအာယုံမှာပေါ်နေတာလားပေါ့နော်အဲ့နဲ့ကိုကဆက်စုချင်းတော့အဲ့လိုမျိုး तू များဟောတဲ့တာရော့တွေလိုက်ကြည့်တယ်ပေါ့နော်တာရော့ဆီယာမတွေကတရားနဲ့တရားမတူကြဘူးနေတာတွေကလေသူ့ရဲ့ million နဲ့သူပေါ့နော်တချို့ကျတော့လည်းအဲ့လိုချင်းလေးနဲ့ပြောတဲ့လူရှိတယ်တချို့ကျတော့လည်းအတန်လေးကညင်သားတယ်ကွာညင်သားတယ်တည်ငြိမ်တယ်အဲ့လိုမျိုး healing ဖြစ်တယ်တချို့ကျတော့လည်းအဲ့လိုမျိုးသူ့ရဲ့ဟိုချစ်ဖို့ကောင်းတဲ့အဲ့လိုမျိုးကလေးတွေရှိတယ်ကိုထက်ငယ်တဲ့ကလေးတွေ reader လေးတွေလည်းရှိတယ်ကွာချစ်ဖို့ကောင်းတဲ့အဲ့လိုမျိုးမတူကြဘူးတရားနဲ့တရားဆွဲဆောင်မှုချင်မတူကြဘူးကွာအဲ့လိုမျိုးတော်တော်များများတော့ကိုကြည့်ဖြစ်တာမိန်းကလေးတွေကြည့်ဖြစ်တယ်ပေါ့နော်ယောက်ျားလေးတွေကတော့တိတ်မကြည့်ဖြစ်ဘူးမိန်းကလေးတော်များများကြည့်ဖြစ်တယ်ကိုစီမှာလည်းအလိုဂရတာအဲ့လိုမျိုးကိုဥစီမှာအေရိုဂရတာအဲ့ဘာလဲမိန်းကလေးအများစုပဲဟိုဟာဖြစ်တယ်ပေါ့နော်အဲ့တော့ကြည့်ဖြစ်ရင်လည်းအေးတို့မဖြစ်တော့ဘူးငါစိတ်ဝေစားနေပြီကိုကလေတခုရှိရယ်ကိုအဲ့လိုမျိုးတခုစိတ်ဝေစားတဲ့ research လုပ်ပြီးဆိုရင် reach out လုပ်တတ်တဲ့အချက်ရှိတယ်ကွာ reach out လုပ်တတ်ဆိုအဲ့လိုမျိုးဒါဘာလေးလဲအရင်သိချင်လာပြီဆိုရင်အဲ့ဒါကိုတီရအောင်ကိုလိုက်ရှာတယ်မွေနောက်ပြီးလိုက်ရှာတဲ့အထက်မှာကိုပါတယ်ပေါ့နော်အဲ့တော့ဒီကတ်တွေကဘာလဲဒီအထက်မှာဘာတွေပါတာလဲသိချင်လာပြီကွာသိချင်လာပြီဆိုတော့မာလိုက်တယ်ကွာကိုရီးယားမှာမာရင်မြန်တယ်ပေါ့နော် service ကသူတို့ရဲ့ delivery service ကမြန်တော့အဲ့နဲ့ကိုမာလိုက်တာအဲ့တာတော့ကိုဟိုဟာဖြစ်အောင်မယ်ဆိုရောက်လာရောထက်ကသိရမလားတာတော့က88ကရှိတယ်ကွယ်သိလားအဲ့ဒါယူဟာဘာလေးလဲပေါ့ဘာလို့ရုပ်တွေနဲ့ဘာနေလဲဆိုဟာဘလူးလဲပေါ့ဆိုတော့ YouTube မှာကြည့်ရော YouTube မှာတာတော့ကဘလူးကြည့်ရလဲပေါ့နော်အဓိကကိုဆက်စုချင်တာ तू ကဘလူးကြည့်ရလဲလူတွေဘလူးဟိုကဖြစ်ရလဲဆိုဆက်စုချင်တာအဲ့နဲ့ तू ကအဲ့မီနီလေးတွေရှိတယ်ကတ်တကတ်စီမှာမီနီလေးရှိတယ်ဒီဗီဒီယိုပြောတယ်ဆိုတာလက်လေးပြီးတော့ကိုစီမှာအဲ့လိုမျိုးဟိုနေ့ကဗီဒီယိုတင်တော့ YouTube မှာလာပြောတယ်ပေါ့နော်ဟိုတာတော့ပညာကိုသင်ယူချင်တယ်တဲ့ဆိုတော့ကိုတောင်မှဝါနုသေးတယ်တနေ့ပဲရှိသေးတယ်တနေ့ပဲရှိသေးတာလို့ပြီးတော့ကိုကလည်းအဲ့လိုမျိုးအရင်ဟိုတက်ပြီးတော့အရင်ကြွားကြည့်နေတဲ့လူမဟုတ်ကွာတချို့တွေဆိုအရင်တော့တချို့ leader တွေဆိုရင် sorry ရဲ့ side တွေဟိုတော့ပဲတင်တက်တာမဟုတ်ဘူး sorry ရဲ့ side တွေရောသူတို့အဲ့လိုမျိုး nick cut တွေရောအကုန်လုံးကွာတိလားအကုန်လုံး
ရတို့ဘာတို့ညာတော့အကုန်တက်တက်လို့ရှိတယ်ကိုကြတော့ဒီတိုင်းပဲကိုကဒီတိုင်းပဲဟိုကိုကကုညီချစ်ကိုညီပေးချင်တာဒီရွေးချက်ပဲရှိတာဆိုတော့ကိုကတော့ကိုမှရှိနေတဲ့ original ရှိနေတဲ့ဟာလေးနဲ့ပဲကိုကတော့ဒီတိုင်းပေါ့နော်ကို night လောက်လေးလုပ်ပေးနေတာထားပဲအဲ့တော့ဒီဟာလေးကိုက YouTube မှာနည်းနည်းလေးကတ်ရဲ့အထိပ္ပယ်လေးနည်းနည်းရှာကြည့်လိုက်တယ်ရှာကြည့်ပြီးတော့ကြည့်မယ်ပေါ့နော်ကြည့်မယ်ဆိုပြီးတော့အမကိုလည်းကြည့်တယ်ပထမဆိုတင်တဲ့ကိုသိလိုက်မယ်ကွာကိုကတည်းကရှိလို့ဆိုပထမဆိုတင်တော့ဗီဒီယိုဆိုရင်အဲ့လိုမျိုး channel လေးလုပ်ကြည့်မယ်ဆိုပြီးတော့ဒီတိုင်းပဲအပျော်လုပ်ကြည့်တာကွာသိလားပြီးတော့ကိုရဲ့ဗီနာမှာရှိတဲ့အမားတွေညီမလေးတွေရှိတယ်ကွာအဲ့လိုမျိုးတော့အမြဲကြည့်နေညီမလေးတယောက်ရှိတယ်ပြီးတော့ဗီဒီပါညာကိုရုပ်အဲ့လိုမျိုးပေါ့နော်တိတ်ဟိုဗီဒီပြန်ဘာညာလေးအဲ့လိုမေးတက်တဲ့အမားတယောက်ရှိတယ်ကွာအဲ့ဆိုသူတို့နှစ်ယောက်ကိုသူနှစ်ယောက်ခီးထွက်တော့ကိုကအဲ့လိုမျိုးကြည့်ပေးတာပေါ့သိရမလားဟိုအဲ့လိုမျိုးဆက်စုချင်တယ်ကွာဒီလားအောင်ကားရောဘာတွေမြင်ရမလဲပေါ့ဆိုပြီးတော့ကိုကအဲ့တော့ကတိတ်ချလည်းမသိသေးဘူးအဲ့နဲ့ကြည့်ပြီးတော့မန်နေပေါ့နော်မန်နေကြိုက်တယ်ဆိုတော့တယောက်ကလည်းအဲ့တုကတော်တော်ကြည့်တဲ့ညီမလေးကကိုကြည့်ပေးထားတဲ့ကတ်နဲ့သူတခြားတယောက်စီမှာအဲ့မှာဘာလဲ professional ကြည့်တဲ့တယောက်စီမှာတူနေတယ်ပေါ့ကြာနေတဲ့ကတ်ကတူနေရဆိုတော့ဟာငါအဲ့ဟာနဲ့တက်လဲရှိလားမသိဘူးပေါ့နော်ဟာငါကိုရဲ့အာသာချက်ကိုတိသွားပြီဟာငါမသိတဲ့ပါဝါတွေရှိနေပါလားဆိုပြီးတော့အဲ့မှာကိုကရိမ့်မိသွားပြီးဒီတိုင်းပဲ chest for fun အနေနဲ့ပဲဒီတငယ်ချင်းတွေနိုင်ငံခြားတငယ်ချင်းတွေရှိတယ်ကိုရီးယားအမတွေညီမလေးတွေရှိသူတို့လည်းဟောပေးသေးတယ်လားသူတို့လည်းတကူကတော့ပြီးတော့ကြည်ပေးမယ်ဆက်စုချင်တာတကယ်တည်းသိရမလားကိုဘယ်လောက်ထိမြင်ရလဲဆိုတော့သိချင်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲ့နဲ့ကြည့်ပေးတော့သူတို့လည်းမန်နေသူဆော့တော့လေကိုတတ်သေးတာဖြစ်တယ်ငါလို့ကိုးကွယ်တဲ့နတ်တွေလည်းမရှိဘူးပေါ့နော်ငါဒီတိုင်းပဲဒီကတ်ကို YouTube ကနေကတ်အထိပ္ပယ်ပဲငါနည်းနည်းချလိုက်တာပေါ့နော်တခြားလည်းငါဘာမှမလေ့လာထားဘူးဘာလို့ကြိုက်နေရပါလဲပေါ့အဲဆိုကိုတရဝေနေသေးတယ်နောက်ပိုင်းကျတော့အဲ့လိုမျိုးကြည့်ပေးရေးနဲ့ဟိုတယောက်လည်းကြည့်ပေးတယောက်လည်းကြည့်ပေးနဲ့အဲ့လိုမျိုးကိုတီးတဲ့လူကနေတခြားလူတွေကိုပြောနေအဲ့မှာနည်းနည်းကျဲပြက်လာတော့ဟိတ်မရတော့ဘူး just for fun လုပ်နေလို့မရတော့ဘူးအဲ့ဒါကိုစီးနဲ့စနေနဲ့ငွေရေးကြီးနဲ့အဲ့လိုမျိုးလုပ်ရတော့မှာဆိုတော့ free ကြည့်တော့ကိုခိန်တဲ့လူတွေအကုန်လုံး free ကြည့်ကိုတေသွားမှာပေါ့ကွာတယောက်တည်းလေသိရမလားကိုချစ်တဲ့လူတွေအများကြီးကွာအများကြီးဟာလိမ့်လိုက်ရဒါလေးကြည့်ပါဦးတော့ပြီးလူသိရမလားကိုဘာလဲလူဆိုတာတစ်ခါကြည့်ပေးပြီးနောက်တစ်ခါလာချင်တယ်လေကွာသိလားဟာဒီလေးကြည့်ပေးပါဦးဟိုကြည့်ခိုင်းတဲ့လူတွေရဲ့နေရာကျတော့သူနေရာပဲသူသိမှာပေါ့နော်ငါ့ကိုပဲ free ကြည့်ပေးရမဟုတ်ဘူးအဲ့လိုမျိုးပဲရှစ်လိုမျိုးပဲဟိုတကယ်ချင်းအများကြီးရှိတယ်ကိုစီမှာအဲ့လိုမျိုးဒီတယောက်ကြည့်ပြီးနောက်တယောက်လည်းကြည့်ရမှာ best friend ကမှ10ယောက်နေပါလောက်ရှိပါတယ်ဆိုရိုးတကယ်ချင်းတော့မပြောနေတယ်တော့အဲ့တကယ်ချင်း best friend လည်းရှိသေးတယ်တကယ်ချင်းလည်းရှိသေးတယ်အပေါင်းအသင်းလည်းရှိရမိတ်ဆွေလည်းရှိသေးတယ်ကွာအဲ့ဒါကိုကျွန်မတယောက်တည်းနဲ့ free ကြည့်ဖို့ကအဆင်မပြေဘူးပေါ့အဲ့နဲ့အဆင်မပြေဘူးငါ energy လိုအပ်တယ်ပေါ့နော်ကိုကလည်းလူသားတယောက်ပဲဆိုတော့လေလူသားတယောက်ပဲဆိုတော့နတ်ဝေတဲ့တွေကနတ်ဝေသူတို့ energy လိုတယ်သိရမလားအဲ့တော့ကိုလည်းလူသားတယောက်ပဲဆိုပြီးတော့အဲ့မှာofficially ပတ်စံကိုအဲ့လိုမျိုးပေါ့နော်ဟိုပေါ့ကိုဘလို့ပေါ့ကိုရဲ့ဘာစေးနဲ့ပဲပေါ့အခုထိကိုဒီတနေ့ကျော်ထိကို service လေးခုပဲလုပ်တယ်ကိုနိုင်တလောက်ပဲလုပ်တယ်အရင်ဒီဟာကြီးနဲ့ပဲပတ်ဆက်ရှာတော့မဒီဟာကြီးနဲ့ပဲဟိုဟာဖြစ်မယ်ကိုမှစကြတဲ့ဟိုဟာမရှိဘူးကိုဒီပညာပေးထားတဲ့အစားလျှောက်တွေအဲ့လိုမျိုးကိုကတော့အစားလျှောက်တွေပေါ့နော်အဲ့လိုအစားလျှောက်တွေပဲပြောတယ်ကိုအစားလျှောက်နေတဲ့အစားလျှောက်တွေပေးတဲ့အဲ့လိုမျိုးဒါလက်ဆောင်ပေးတယ်ဆိုတဲ့အထိပ္ပယ်နဲ့ကိုကတော့အဲ့လိုမျိုးကိုမှနတ်မရှိဘူးကွာကိုကနေတာနတ်မရှိဘူးဟိုဖျားရှိခိုးလားဆိုဖျားလည်းပုံမှန်မရှိဘူးကိုရရောက်ပြီးကိုရရပထတနေ့ပဲပရိတ်ပထိုင်ရွတ်တယ်ပေါ့နော်နောက်ပိုင်းကျတော့အလုပ်များတာရဲ့ကြောက်တစ်ဖက်နဲ့ဘာနဲ့ညာနဲ့ဆိုတော့အဲ့လို6ရှိ option strap ပြလာတယ်ကွာဒီလိုစိတ်ဒီလည်းစိတ်ရအောင်မဟာပထန်းလည်းရွရအောင်မအောင်လေအဲ့နဲ့ငါကုတူလှုပ်ချင်တာနိုင်မအကုတူစိတ်လေးဖြစ်နေတယ်ဆိုပြီးတော့အဲ့အနေစားပြီးတော့ဖျောက်မရှိကိုဖြစ်တာအဲ့ဒါဖျောက်မရှိကိုတာ9နှစ်လောက်ရှိပြီကွာဆိုတော့ဗုဒ္ဓဘာသာကိုကတော့အဲ့လိုမျိုးပေါ့နော်ဖះမရှိကိုလို့ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့မဟုတ်ဘူးအဲ့လိုမျိုးကိုကဗုဒ္ဓဘာသာမှာရှိရလေကောင်းတာလုပ်ရေးကောင်းတာကိုခံစားရမယ်မကောင်းတာလုပ်ရေးမကောင်းတာကိုခံစားရမယ်ဆိုတဲ့ဟာတော့ကိုကအဲ့ဒါအခုထက်ထိတော့จิตသုံးတယ်ပြီးတော့
အပါတီလာရှိပါတီလာဖာညာရှိတယ်မလားအဲ့လိုမျိုးအဲ့ဒါကိုလည်းအဲ့လိုမျိုးမပြတ်ကွက်ဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဗုဒ္ဓဘာသာလုံးဝကြီးဗုဒ္ဓဖရာပါညာအဲ့လိုကြီးတော့ seriously တော့မြန်မာနိုင်ငံမှာလို့ seriously တော့မဟုတ်ပေမဲ့အဲ့လိုမျိုးတော့ရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ meditation လုပ်တာတို့ကို yoga ဆော့တယ်ကွာညာအိတ်တက်ခါတိုင်း meditation လုပ်တာတို့ကိုရဲ့ကိုပြတုံတက်တာတို့ဘာလို့အဲ့လိုမျိုးလုပ်တယ်ပေါ့နော်အဲ့လိုမျိုးဘာသာမဲ့လည်းမဟုတ်ဘူးဗုဒ္ဓဘာသာလည်းမဟုတ်ဘူးအဲ့တာရောပညာရောက်တော့နေ spiritual ဘက်ပါညာအဲ့ဘာမှမဟုတ်ဘူးကွာတော့ကိုကတော့ဘာသာအားလုံးကိုကြကြပြက်ပဲတွေးတယ်ဘာသာပဲဖြစ်ကွာဘာသာတကွဲနေအကုန်လုံးက basic ကအချစ်မြတ်တရားကို basic ထားတာဖဲဘာသာပဲချစ်ခရစ်ယာန်ပဲချစ်အစ္စလာမ်ပဲချစ်မြန်မာဗုဒ္ဓဘာသာပဲချစ်ဒီဘာဟိန္ဒူဘာညာအကုန်ချစ်အကုန်လုံးကလူသားချစ်ခေဖို့ချစ်တရားတွေပေးဖို့မြတ်တာတွေပေးဖို့ကူညီဖို့အဲ့ဒါတွေပဲ basic ကလေတိလားကိုကတော့အဲ့လိုmindset ကိုအဲ့လိုအကျေတွေးတဲ့ပေါ့နော်အကျေတွေးပေးပြီးတော့အကျေကြီးအဲ့လိုမျိုးခံစားပေးတယ်ပေါ့နော်အဲ့တော့အဲ့နေရာမှာ opinion ချင်းကွဲလွဲတာလည်းဖြစ်နိုင်တယ်အဲ့ဒါတော့ရှင်းလို့အတွေ့ပေါ့နော်ဒါကျွန်မခံယူထားတဲ့အတွေ့ကိုကျွန်မပြတာအဲ့တော့ကိုလည်းအဲ့လိုမျိုး net တွေပါတယ်မရှိဘူးတချို့တာရော့ဆရာတို့အဲ့လိုမျိုးဘာလို့ဆိုတာ net တွေရှိတယ်သူတို့ကိုးကွယ်တဲ့သူတွေရှိတယ်ကိုကြတော့ net မရှိဘူးကွာပြီးတော့နောက်ခွာကြတော့လာကြည့်တဲ့လူတွေဆိုရေးတိလိမ့်မယ်ဟိုဟာဆရာမလေးဖာပေးရမလဲ personality အဲ့လိုမျိုးမွေးနေ့လား sorry ရဲ့ sign လားဘာညာအဲ့လိုမျိုးကွာလာပြောတဲ့လူရှိတယ်ကိုကြတော့ဘာမှမလို့ energy ပဲလို့တာတိလားရှင်လာကြည့်မယ်ဆိုရင်ရှင်ရဲ့ energy ကိုမေးလိုက်တခါကျတချို့ကြတော့လေဘာမှမပြောရသေးဘူး energy ဖမ်းနဲ့ချစ်ဖမ်းမိပြီးတော့ချစ်ကြည့်ပေးတဲ့လူတွေလည်းရှိတယ်တချို့ကြတော့တော်ရနဲ့ဖမ်းမရတဲ့လူတွေရှိတယ်အခါကျကိုကဘာတောင်းလဲဆိုဓာတ်ပုတ်လေးတော့တောင်းတယ်ဓာတ်ပုတ်လေးပြပေးပါလားဓာတ်ပုတ်လဲညီမလေးပို့ပေးချင်တဲ့ဓာတ်ပုတ်လေးပေါ့အဲ့လိုမျိုးပို့ပေးချင်မှရတယ်မပို့ပေးရတော့ရတယ်အဲ့လိုမျိုးကိုအဲ့လိုမျိုး personal data ဆိုတော့အဲ့လိုမျိုးတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးမွေးရက်တွေဘာမှမလို့အဲ့တော့တခြားတာရောဆီယာမတွေမှာကြည့်ပြီးတော့ကိုစီရောက်လာရေးအရန်ဟိုဟာဖြစ်တယ်နည်းနည်းလေးကြောက်တောက်ဖြစ်တယ်ကွာသိရမလားသူဘာမှလည်းမလို့ဟုတ်ရဲ့လားဟုတ်ရဲ့လားပေါ့နော်အဲ့မဲ့ဘာဖြစ်ကွာကြည့်ပြီးတော့အများတန်းမေးတယ် energy ကြိုက်လားမကြိုက်ဘူးလားအဲ့လိုမျိုးမေးတယ်ဒါပေမဲ့တော်တော်များများတော့ကြိုက်ကြတယ်အဲ့ထဲမှာမကြိုက်တဲ့ကိုတနေ့ကြော်ပြီပေါ့နော်ကြည့်ပြီးတာအဲ့ထဲမှာကြည့်ပေးတာနှစ်ယောက်လောက်တော့မကြိုက်လိုက်ဘူးတယောက်က overall ကြည့်တာကွာ overall သူကကျတော့ဘယ်လိုကြည့်ဖြစ်လဲဆိုရင်သူ့ရဲ့ကောင်လေးကကိုစီမှာလာကြည့်တော့သူကပထမတစ်ခေါက်ကြည့်တော့အဲ့တော့3 question လောက်မသိပထမတစ်ခေါက်ကြည့်တော့သူကအရန် amazing ဖြစ်သွားတာဟာကြိုက်တယ်အဆင်ပြေတယ်ဆိုပြီးတော့နောက်တစ်ခေါက်သူကထပ်ကြည့်တယ်ကောင်လေးကြည့်တာလေကိုစီမလေးအဲ့လိုမျိုးဘာလဲ service ကိုတော့အမြန်ကြီးနဲ့ကြည့်တာကိုအဲ့လိုတွေမလုပ်ဘူးဆိုတော့အမြန်ကြီးပေးမယ်အရန်ခုဖာတာဖြစ်လို့အရန်ကို तू ကအလေးအမြန်လိုနေလို့အရန်သိချင်နေလို့အဲ့ဒါကို तू ပတ်ဆက်ပေးမယ်ဆိုမဟုတ်ဘူးအဲ့လိုတွေမလုပ်ဘူးဆိုလဲမရဘူးပေးမယ်ပဲအဲ့နဲ့okay ဘာဖြစ်အဲ့ပတ်ဆက်လူမဆိုတော့ပေးလို့ရရပေါ့နော်နည်းနည်းပဲပေးဆိုပြီး तू ပို့တောင်းလိုက်ပြီးတော့ဒုတိယတစ်ခါကိုလည်းဘာ question 3 question ပဲလားမသိဘူးကြည့်ပေးလိုက်တာနောက်တစ်ခါကျတော့တဲ့ overall ကိုထပ်ကြည့်ခိုင်းတယ်အဲ့ကောင်လေးက2ခါ3ခါလောက်ကြည့်လိုက်တယ်ကွာတစ်ခါတည်းကိုနော်တစ်ခါတည်းဆိုအရင်ရုပ်ကြည့်စိတ်ဝင်စားသွားပြီးတော့ဒါမှမဟုတ်သူနဲ့ image အရင်ကြိုက်သွားလို့ဖြစ်မယ်ကိုနဲ့အဲ့နဲ့အကောင်လေးကဟိုရတဲ့အမားတဲ့ကျွန်တော်ကောင်မလေးကိုလည်းကြည့်ပေးပါဟုတ်တဲ့သူကြည့်စရာလူမရှိတော့လို့နေမှာပေါ့နော်သူကောင်မလေးပဲသူရောတယ်အဲ့နဲ့သူကြည့်ပေးမယ်ဒါပေမဲ့မောင်လေးကနေစစ်ကြည့်လို့မရဘူးကောင်မလေးကိုကရှေ့ကိုတိုင်းလွတ်လိုက်ပေါ့နော်အဲ့မှာအမ energy ဖတ်လို့ရမှာဆိုပြီးတော့ကိုက personal data တွေမလို့တော့energy နဲ့ကြည့်တယ်ဆိုတော့လေအဲ့နဲ့ကောင်မလေးကရောက်လာပြီးတော့အဲ့ကောင်မလေးနဲ့အဲ့လိုမျိုးကြည့်တော့ကိုကကြည့်ပေးလိုက်တယ်ကြည့်ပေးလိုက်တော့ကိုပြောတဲ့တိုင်မယ်ကိုရဲ့အဲ့လိုမျိုးတော့ဗီဒီယိုလေးကြည့်တဲ့လူစီသိလိုက်မယ်ကိုပွပွလေးပဲပြောတယ်ကွာကောင်းသည်ဆိုသည်ပွပွလေးပဲကိုလူကောင်းတာမျိုးလို့ထုတ်မပြောဘူးပြီးတော့ကြည့်ပေးတဲ့လူတွေကလေအမြဲတမ်း tarot reader တို့အဲ့လိုဘာလို့ညာတို့ဘာလဲရှင်းတို့ဘာလဲအဲ့မူဒမ်အဲ့ဗီဒီဆရာတို့ဘာလို့ကလေအကောလို့သူတို့စီးရှိတယ်တိလားစီးရှိတယ်ဆိုတော့ဥပမာရေနေသိမယ်လို့မပြောဘူးတိလားရေနေသိမယ်လို့မပြောဘူးသူကဘယ်လိုပြောလဲဆိုရင်ဘယ်ရက်မှာမသွားနဲ့ရေရှိတဲ့နေရာတွေမသွားနဲ့အဲ့လိုမျိုးပြောတာကွာတွယ်ဝိုက်ပြီးတော့ပြောတာရေနစ်သိမ်မယ်လို့မပြောရေနစ်မယ်နော်ကတိုက်မယ်နော်အဲ့လိုမျိုးမပြောဘယ်နေရာမှာဘယ်မသွားနဲ့နော်ဘယ်ဟိုသွားရေခင်းဆိုင်နော်အဲ့လိုမျိုးတွယ်ဝိုက်ပြီးတော့ပြောတာသူတို့ပဲဆိုပြောလို့မရဘူးကွာအဲ့ဒါကိုတီးတဲ့ knowledge နဲ့ပြပြမယ်နော်ကိုတီးတဲ့အဲ့လိုမျိုး intuition နဲ့ပြပြမယ်ဆိုရင်သူတို့ကအဲ့လိုမျိုးပြောလို့မရဘူးသူတို့စောက်ရှောက်ပေးတဲ့စောက်ရှောက်တွေရှိတယ်သူတို့စကားက
စကားနောက်တရားပါဆိုတဲ့ဟာကိုသိတယ်မလားသူတို့စကားကအဲ့လိုဖြစ်တတ်တယ်ကွာဒီကိစ္စကကိုကမြင်လိုက်ရတယ်ဆိုပေမဲ့ကကြမ္မာဆိုတာပြောင်းနိုင်တယ်လေဖြစ်ချင်တယ်ဖြစ်မယ်မဖြစ်ချင်တယ်မဖြစ်ဘူးပေါ့နော်အဲ့မဲ့အဲ့လိုပြောလိုက်ပြီဆိုရင်စကားနောက်တရားပါတဲ့ခါတွေရှိတယ်ကွာအဲ့သူတို့ကအဲ့လိုမျိုးထိုက်ရိုက်မပြောတွယ်ဝိုက်ပဲပြောတယ်အခုလည်းအဲ့လိုပဲပေါ့နော်မြင်ရတယ်အခါကကျကိုစီလာကြီးတဲ့လူတွေရဲ့ကပ်မှာမြင်ရတယ်ပေါ့နော်မြင်ရတဲ့ခါကျကိုကအဲ့လိုမျိုးမကောင်းဘူးဆိုရင်ကိုဘာတွေလုပ်ရမလဲဆိုတဲ့ဟာကိုပြောတယ်ကွာဒီနေ့ထဲမှာဆိုရင်2036မှာလာကြည့်တဲ့တွေထဲမှာဆိုရင်shadow energy ရှိနေတဲ့ customer လေးတွေရှိတယ်ပေါ့နော် shadow energy shadow အိမ်မဲထဲကိုရောက်နေတဲ့ပေါ်ဟာပေါ့နော်ကိုကတော့အဲ့လိုမျိုးစူးစမ်းပြီးရှင်းပြတယ်ခါကျရင်ကိုမြင်တဲ့အရာတွေက spiritual အရန်ဆန်တော့လေဟိုတာမန်လူကြတော့တွေးဖို့ကနက်ခတ်တယ်ပေါ့နော်ဆိုတော့တေချာရှင်းပြတဲ့ဟာတွေရှိတယ်အဲ့တော့အဲ့လိုမျိုးပဲကိုကအဲ့လိုပြောပြတယ်ဆိုတာလာကြည့်တဲ့လူက healing ဖြစ်အောင်လို့အဲ့ရည်ရချက်ပဲရှိတာအဲ့ဟုတ်တယ်လေ shadow energy ထဲရောက်နေတယ် shadow energy တဲ့ shadow ထဲမှာပိတ်နေတယ်ကိုပိတ်မိနေတယ်ဆိုရင်ဘယ်လိုထွက်ရောက်လဲဆိုတော့ရှာဖို့နီးလုတ်ပေးတယ်ကွာကတ်ထဲမှာပြောပြပေးတယ်အဲ့တိုင်လိုက်လုတ်ပြီးတော့ကိုစီမှာ grow သွားတဲ့လူတွေအများကြီးပဲကိုကတော့အများကြီးတွေ့ဖူးတယ်ကိုလုံနေတနေ့လောက်ရှိပြီ grow သွားတဲ့လူတွေရှိတယ်ကိုစီလာကြည့်ပြီးတော့ grow သွားတယ်ကွာသိလားအဲ့လိုမျိုးကိုကအမြဲတမ်းပြောပြတာဘမ်းဘော့ပြောပြတယ်ကွာနီလန်းပြောပြတယ်ကတ်ထဲမှာမကောင်းတဲ့ဟာထွက်လာတယ်ဆိုရင်ဒီတိုင်းမကောင်းတဲ့ဟာကိုပဲပြောပြလိုက်တာမဟုတ်ဘူးမကောင်းတဲ့ဟာကိုအဲ့လိုမျိုးမသိဘူးနော်သူများတော့မသိကိုကြည့်တဲ့ဟာတွေကလေဟိုနီလန်းတွေပါတယ်ကွာသိလားကိုရဲ့ကိုရနေတဲ့ situation ကအဲ့လိုမျိုးအမြဲပါတယ်နီလန်းပါတယ်ကွာဖြည့်ရှင်းနီးပါတယ်အမြဲတမ်းလေအဲ့လိုမျိုးဟိုဗာလဲကောင်းတော့မကောင်းတော့ပါပြီးတော့သူလေဖြည့်ရှင်းနေတစ်ခုပါတယ်အဲ့လိုမျိုးပါတယ်ကွာအကိုကပြီးတော့နောက်ခုရှိတယ်အကုတ်ပြောပြတယ်ပေါ့နော်ဟိုဗာလဲကူညီချင်းတဲ့စိတ်တစ်ခုပဲရှိတယ်ဆိုတော့အကုတ်ပြောပြတယ်အဲ့တော့တန်တယ်မတန်တယ်ကျတော့ရှင်းလို့ဆုပ်ဖြတ်ပေါ့နော်ကျမတို့စီးတင်တော့အပြင်းနဲ့ပဲအကုတ်ဟိုကဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးရှိတယ်အဲ့လိုမျိုးလေးရှိတော့အဲ့လို situation အရာပြောရတာဆိုတော့အကောင်မလေးကမကြိုက်ဘူးနေမှာပေါ့နော်မကြိုက်ဘူးနေမှာပေါ့မကြိုက်ဘူးဆိုတော့မကြိုက်ဘူးတဲ့ဘာတစ်ခုမှအဲ့ဒါကိုရှင်းပြတယ် overall ဆိုတာအတိတ်ရဲ့ပြစ္ဆုတ်ပတ်ရဲ့ future ရဲ့တုတ်ခုပေါ့နော်အဲ့လိုမျိုးပါညာဆိုတော့သူကတဲ့ဟိုသူမကြိုက်ဘူးကွာမကြိုက်ဘူးဆိုတော့အမားနဲ့ energy မကိုက်တာဖြစ်မှာပေါ့နော်ဒါမှမဟုတ်ညီမလေးကဒီပညာရက်မှာဟိုပေါ့ဟိုတအားကြီးမယုံကြည်လို့လည်းဖြစ်မှာအဲ့လိုမျိုးရှိတယ်ကွာတခါလေကြရည်လေတချို့ရှိတယ်ကြီးချင်တာပဲတည်တယ်အဲ့လိုမျိုးကိုကဘာကြီးချင်တာလဲအဲ့လိုမျိုး passionate မဖြစ်တဲ့ဟာတွေရှိရကွာကိုကျတော့ personal data တွေဘာတွေမလို့တော့လေအဲ့ဒါ energy ဖားရအရာခတ်တာအဲ့လိုမျိုးဆိုမကြီးနဲ့ပဲပြောတာကိုမကြီးနဲ့နောက်တစ်ခါကြာမှဟိုနောက်တစ်ခါကိုတကယ်မေးချင်တဲ့ဟာရှိမှလာနော်အဲ့လိုမျိုးပြောတယ်ကိုဆိုရင်အဲ့လိုမျိုးပြောတယ်ကွာအဲ့လိုမျိုးဆိုရင်ကြည့်ပေးလိုက်ရင်သူ့ရဲ့ energy ကိုမရဘူးကိုရဲ့ energy ကိုပဲရသွားတာကွာဆိုဒီ case မှာလည်းအဲ့လိုပဲနေမှာပေါ့နော်ကောင်းလေးကြည့်ခိုင်လို့တူလာကြည့်တာအဲ့လိုမျိုးအရန်ဟိုကမဖြစ်ဘူးထင်တယ်အဲ့နဲ့နောက်တရားကျတော့ကြည့်နေကြပဲသူအဲ့တူကစိတ်တွေခရောက်ခက်ဖြစ်နေတာအချစ်ရေးဆိုတော့လေနှလုံးသားရေးကအဲ့လိုပဲလေဒီနေ့ကြိုက်တော့ရင်နောက်နေ့ကြိုက်မကြိုက်တော့ဘူးအဲ့လိုမျိုး crush အကြောင်းလာကြည့်တာဒီနေ့ကြည့်တဲ့ဟာကိုနောက်နေ့ကြိုက်သူမကြိုက်တော့လို့နေမှာပေါ့နော်အဲ့အမားတဲ့ဟိုတဲ့ energy ကလည်းမဟုတ်တော့ဘူးတဲ့ဟိုတဲ့ပြေးလိုက်တော့မယ်တဲ့အကတ်ကိုဆိုပြီးတော့ပြေးလိုက်တော့မယ်တဲ့အဲ့ rainy ကိုတဲ့ဆိုပြီးအေးပြေးရတယ်လို့ကိုလောက free ပဲအဲ့လိုမျိုးဘာမှတော့ဟိုကမဖြစ်ဘူးအဲ့လိုမျိုးတော့ရှိတယ်ပေါ့ဒါပို့ပိတ်လေးပြောပြတာရုပ်တယ်မယုံတယ်ဆိုတာရှင်တို့အပိုင်းအဓိကကျမလည်းငငယ်တုန်းကတော်တော်ပညာမယုံခဲ့ဘူးဟိုချင်းနေတစ်ခုထိမယုံခဲ့ဘူး2025မှာစတာဆိုတော့2024လောက်ထိကကျမမယုံသေးဘူးပေါ့နော်မယုံသေးဘူးအဲ့ဒါကိုသိယူရင်းနဲ့အဲ့လိုမျိုးတည်ယူတယ်ဆိုတော့လည်းအဲ့လိုမျိုးအခုတိမ်တန်းနဲ့ပါတကယ်ဆိုတိမ်တန်းတွေပါတက်တိမ်တာပေါ့နော်ကိုကတိမ်တန်းတွေပါတက်တိတ်ပြီးတော့အဲ့လိုမျိုးလှုပ်တိမ်တာဒါပေမဲ့ကိုရဲ့ situation ကိုယူတာရဲ့ပြီးတော့ကိုစောက်ရှောက်ပြီးနဲ့အစောက်ရှောက်တွေယူတော့ကိုကလေnet တွေပါတွေမကိုးခွဲတာတိလားဒါပေမဲ့လေမကောင်းတာလို့မရဘူးတိလားငငယ်လေးကတည်းကအဲ့ဒါမကောင်းတာတွေးလို့မရဘူးမကောင်းတာလုပ်လို့မရဘူးကွာအဲ့ဒါဖြည့်ရောဥပမာပြပြမယ်ဆိုတာလေဥပမာဆိုရင်လေငငယ်တော့ဆိုရင်ငယ်တော့ဖြစ်ဖနေရဖြစ်အဲ့လိုမျိုးရှိရမလားဘတ်စကားစီးတဲ့ခါကြရင်ဟိုဗာလဲကိုနတ်ထွက်တဲ့ခါကျရင်ဟာစိတ်แท้ပဲပြောလိုက်တယ်ပဲထွက်လိုက်ဟာဒီလူကအနက်နန်လိုက်တာအဲ့လိုမျိုးအဲ့လိုကိုကလေအဲ့လိုတွေးလို့မရဘူးသိလားဟာအဲ့လူကဂျိုင်းနန်နန်လိုက်တာတွေးလို့မရဘူးအဲ့နောက်နေ့ကြည့်လိုက်နောက်နေ့ကိုဂျိုင်းနန်နန်ရောနောက်နေ့ကိုနတ်ထွက်ရောအဲ့လိုကိုအဲ့လိုတွေးလို့မရဘူးတကယ်ပြောတော့ကိုကလေအဲ့လိုမျိုးငယ်လေးကတည်းကအဲ့ဒါဖြစ်တာနော်အဲ့ပဲတငယ်ချင်းနဲ့စကားပြောနေလို့ဘာညာဆိုအဲ့တငယ်ချင်းကကတွင်းနဲ့မကောင်းဘူးဘာညာဆိုရင်လေဟာ
အာပုတ်စော်နာလိုက်တာအဲ့လိုမျိုးတွေးလို့မရဘူးကျမလေအဲ့လိုထုတ်ပြောတာမဟုတ်ဘူးတွေးလို့မရတာကျမတွေးလိုက်ပြီဆိုရင်နောက်နေ့ကျမအဲ့ဒါဖြစ်ပြီသိလားအဲ့ဒါဘာလို့လဲမသိဘူးပေါ့နော်ဘာလို့လဲမသိဘူးဒီဘဝမှာအဲ့လိုမွေးလာတယ်ကျမအဲ့လိုမျိုးရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့အဲ့ကြောင့်စိတ်ကောင်းရှိနေတဲ့ပုံစံလေးပေါ်နေလားမသိအဲ့တော်တော်များများဆိုရင်ကိုယ်စိတ်ကောင်းရှိတယ်အဲ့လိုမျိုးဘယ်လိုလဲလိုက်သိတယ်ပေါ့လှုပ်ပေးတယ်ပေါ့အဲ့ဒါကျမရွေးချက်ခွင့်မရှိလို့ကျမလူစိုးမဖြစ်ချင်တာမှဖြစ်ခွင့်မရှိဘူးဖြစ်တယ်ကျမအဲ့လိုမျိုးသူမျိုးမကောင်းလို့မရဘူးဥပမာကိုယ့်ကိုလူတယောက်ကမကောင်းတာလှုပ်သွားတယ်မလားမကောင်းတာလှုပ်သွားရင်လေကိုကလေဟာကလေးစားချိမဲ့သူ့ဘလို့ပြန်လှုပ်မဲ့ကိုတွေးလိုက်ပြီးတော့အဲ့ဒါကိုပလက်ချနေပြီဆိုရင်အဲ့ဒါကြည့်သူ့စီမရဘူးအဲ့ခေါမှာကိုယ့်စီရောက်တော့သူကလေကိုမကောင်းတာလုပ်သွားတယ်နော်တကယ်မကောင်းတာလုပ်သွားတယ်ဒါပေမဲ့ကိုကအဲ့ဒါတွေးလိုက်ပြီးတော့ကလေးစားချိမဲ့လို့တွေးလိုက်ရင်ကိုအရေးဖြစ်တာသိလားအဲ့ဒါကိုကဘာလုပ်ရလဲဆိုရင်အချိန်ကိုမကောင်းတာလုပ်သွားတယ်မလားအဲ့ဒါခွင့်လွှတ်ပေးရတယ်ကိုကြတော့မကောင်းတာလုပ်သွားတယ်မကောင်းတာဘာညာနော်သူလုံးဝမကောင်းလောကကြီးလည်းတည်တယ်ကိုလည်းတည်တယ်ဒါပေမဲ့ကိုကကလေးစားချိပိုက်ခွင့်မရှိဘူးကျမဒီဘဝမှာကျမဘာလုပ်လဲမသိဘူးကလေးစားဘာလုပ်ရခွင့်လွှတ်ပေးရတယ်သူ့အဲ့လိုမျိုးသူကအဲ့လိုလူမျိုးမို့လို့လက်ခံပေးရတယ်အဲ့ဒါတစ်ချိန်ကျရင် तू ကသူ့ဖြစ်သွားတာ तू ကလေသူ့ကဆိုးသွားတာကိုဘာမှမလုပ်ဘူးအဲ့သူ့ဆိုးသွားပြီးတော့ကိုကပူတောက်ပေါ့လာသူ့ရဲ့ကကောင်းချင်းတော့ကိုစီရောက်လာတယ်အဲ့လိုမျိုးလုံတိုင်းတော့ရတယ်ကိုကမနေနိုင်မနဲ့ဟိုကလေငါ revenge လုပ်မယ်ငါ classer ချိမယ်အတရားဘာညာလုပ်လိုက်ရင်သူ့ရဲ့ကဆိုးချစ်ကိုစီမှာပဲပြတ်ရောက်တာကိုမကောင်းတာလုပ်သွားတယ်ကျမအဲ့လိုမွေဖွာလာတယ်မပြောတတ်ဘူးကျမအဲ့လိုမွေဖွာလာတယ်ပြီးတော့နောက်တစ်ခုရှိတာကြတော့education ကောင်းတယ်ပေါ့နော် education ကြတော့လဲအဲ့လိုမျိုး education ဆိုတာဗုဒ္ဓဘာသာနဲ့ပြကြည့်မယ်ဆိုရင် spiritual နဲ့ပြောရင် education ပေါ့နော်စိတ် one day စိတ်ကတိလွယ်တယ်တခုဆိုရင်တိမြန်တယ်နောက်တစ်ခုကကြတော့ဗုဒ္ဓဘာသာအနေနဲ့ပြောမယ်ဆိုရင်တော့ဘဝအဆက်ဆက်ကဖြည့်ခဲ့တဲ့ပါရမီပေါ့နော်ကိုအရင်တုန်းကအဲ့လိုမျိုးအရေးဘွားဒီမှာအဲ့လိုမျိုးဖြည့်ဆည်းခဲ့တဲ့အရေးဘွားနေမှာအဲ့လိုမျိုးပေါ့နော်ပညာရက်ပဲဖြစ်ဖြစ်အဲ့လိုပညာပဲဖြစ်ဖြစ်ကိုကတခုခုမှာဖြည့်ခဲ့လို့ထင်တယ်ပေါ့နော်ဒီဘဝမှာလက်ဆောင်လေးရတာပေါ့နော်ဆိုတော့ပြီးတော့နောက်တစ်ခုကကြတော့တရေတွေပါတယ်မြင်ရလားဆိုတော့ကိုကနတ်တွေပါတယ်ကိုကွက်တဲ့လူလည်းမဟုတ်ဘူးဗီဒီယိုပါညာကြည့်တာလည်းမဟုတ်ဘူးဒါပေမဲ့ငယ်ငယ်လေးကတည်းကမြင်တော့မမြင်ရအောင်ကြားရတယ်ပေါ့နော်ကြားတာတော့ရှိတယ်ပေါ့ကြားတာတော့ရှိရငယ်ငယ်တုန်းကလည်းအရန်ဖျားတရားအရန်လုပ်လို့လည်းဖြစ်မယ်အဲ့လိုမျိုးစဉ်းစားကြည့်လေ6တန်းကလေးကစနစ်တင်ကနေကြောက်ပိတ်တဲ့ချိန်မှာဖျားခန့်သွားပြီးတဏီကုတ်တရားထိုင်နေတဲ့ကလေးဆိုရင်ကိုရီမီပါတော့လက်ခဲ့တယ်အဲ့တော့ကိုရီမီပါတော့ငါကလေးကဘလူးကြီးလဲထူးထူးဆဆနဲ့တက်လော့စားလိုက်တရားထိုင်လိုက်ကလေးလေ6တန်း9တန်း6တန်းပဲရှိသေးတယ်ဆော့လို့ကောင်းတဲ့အချိန်မှာနေ့တရားပဲထိုင်ပြီးတော့ဖျားတရားပဲလုပ်နေရဆိုတော့မိဘကိုမိဘတော့နည်းတော့လက်တာပေါ့နော်လိမ်မာတဲ့ကလေးဆိုရင်ငငယ်တော့ကိုအရန်ဖျားတရားအရန်လုပ်ခဲ့တယ်အဲ့လိုမျိုးဘဝဆက်ဆက်ကပါရမီဖြည့်ခဲ့တာလည်းဖြစ်မှာပေါ့နော်အဲ့လိုမျိုးလေးလက်ဆောင်လေးရတာလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ကိုကအဲ့လိုမျိုးမမြင်ရအောင်ကြားရတယ်ဆိုတော့အဲ့လိုမျိုးကြားရတယ်တရားရန်ထိုင်လို့လည်းဖြစ်မဲ့အရင်တုန်းကအဲ့လိုမျိုးကြားရတယ်ဆိုတော့ခြေလက်လျှောက်တန်တို့ဘာတို့ညာတို့အဲ့လိုမျိုးကြားရတဲ့ဟာတွေရှိတယ်ပေါ့နော်ခီးဘာတွေထွက်ရလဲအဲ့လိုမျိုးပေါ့နည်းနည်းကြားရတယ်ပေါ့နော်ကြောက်လားဆိုတော့မသိဘူးမပြောတတ်ဘူးအဲ့လိုမျိုးသူတို့နဲ့သူတို့နေကိုမနှောက်ရှဲတော့ကိုမကြောက်ဘူးပေါ့မကြောက်တော့မကြောက်ဘူးကိုမနှောက်ရှဲဟိုကမဖြစ်ဘူးပြီးတော့နောက်တစ်ခုရှိသေးတာကြတော့အဲ့လိုမျိုးအမျိုးတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးအဲ့လိုတေသွားတယ်မလားတေဆုံးသွားပြီးကွက်လော်သွားပြီးဆိုရင်ကိုအိမ်မက်ထဲကိုအိမ်မက်ထဲကိုလာပြီးစကားလာပြောတယ်ကိုကလေအဲ့လိုမျိုးကိုရဲ့ energy ကအဲ့လိုမျိုးအသက်ရှင်နေတဲ့လူပဲဟီလေးလုတ်ပေးရတာနောက်ထောက်ပေးရတာမဟုတ်ဘူးတေသွားတဲ့လူတွေကိုလည်းနောက်ထောက်ပေးရတယ်ပေါ့နော်အဲ့လိုအိမ်မက်ထဲမှာလို့စကားလာပြောတဲ့အဲ့လိုမျိုးရှိတယ်တေသွားတဲ့အဲ့လိုအိမ်ဘေးနာဦးလေးကြီးတို့ဘသူတငယ်ချင်းရဲ့အဖေတို့မေတို့အဲ့လိုမျိုးဘလဲကိုရဲ့ဦးလေးတို့ဘာလို့ညာတို့အဲ့လိုမျိုးအဲ့ကြအမျိုးထဲမှာလေအဲ့လိုမျိုးစိတ်ကထင့်နေကွာအမျိုးတို့တရားနေမကောင်းတော့ဘူးဆိုမျက်နှာကြီးပဲမြင်နေရအဲ့လိုမြင်နေရအဲ့အဖေမေကိုဖုတ်ဆက်မေးကြည့်လိုက်နေမကောင်းဖြစ်နေအဲ့လိုမျိုးရှိတယ်ဆုံးသွားပြီဆိုရင်လည်းမေးတော့မှဘာညာဆိုရင်အဲ့ဒါဟိုတစ်ခါတော့ဆိုလဲအဲ့လိုပဲကိုဦးလေးပေါ့နော်အမေရဲ့အကူပေါ့ဆုံးသွားတဲ့ဟာဆိုတော့အဲ့ဒါကိုကအဲ့နေတိုင်းမြင်နေတာတိလားနေတိုင်းမြင်နေတော့မအားတဲ့ကြားထဲမမေးဖြစ်ဘူးအဲ့နဲ့အဖေမေးကြည့်မှရမယ်ဆိုမေးကြည့်လိုက်တော့ဆုံးသွားရေးတဲ့ဟိုတရက်ကမှဆုံးသွားတယ်ဆိုတော့အဖေကလည်းမနေဘူးတိလားသူ့ဘောက်သွားပြီးတော့သွားပြတယ်အဲ့ဒါတော့ပြကိုကသိတယ်အဆုံးသွားပြီဆိုရင်လာတော့မယ်ဆိုတော့သိတယ်အိမ်မက်ထုံရောက်လာတော့မယ်ဆိုတော့နောက်နေ့ဟိုပေါ့တကောင်မနောက်နေ့တကောင်နဲ့တကောင်မဟုတ်မနဲ့ခင်ပါလေ
အာယုတ်တက်ချိန်မှာအိမ်မက်လာပေးတယ်စကားလာပြောသွားတယ်ကိုငငယ်လေးကတည်းကအဲ့လိုမျိုးမြင်ရတယ်တစ်ခါလေကြာရင်မသိတဲ့လူတွေလည်းမြင်ရတယ်စကားပြောတာတွေမြင်ရတယ်ဟို9 ထားတော့ဆိုရင်အဲ့လိုမျိုးတငယ်ချေဆုံးသွားတဲ့အဲ့ဒီမျိုးအေယာဝတီမြစ်ထဲကိုပြုတ်ကျပြီးတော့ဆုံးသွားတဲ့တငယ်ချေအိမ်မက်ပေးရတယ်မြင်ရတယ်အဲ့တုန်းကသူကအစ္စလာကွယ်အစ္စလာဆိုတော့အင်းနေမှာဟိုလာပြီးတော့အိမ်မက်ပေးတယ်အဲ့ဒါအမေကပြောသေးရဲ့သူ့ရဲ့ဘာသာရေးပေါ့နော်ဘာသာရေးမှာသူကကုတူတွေဟိုပါပေါ့လိုအပ်တယ်လို့နေပေးတဲ့ဟောက်လဲလိုနေမှာပေါ့နေပေးတဲ့အမြောက်လဲသူလိုချီလို့နေမှာပေါ့ဆိုပြီးအဲ့ဒါကဟိုအမေနဲ့လာပေါင်းပြီးတော့အမြောက်ဝေပေးခဲ့သေးတယ်အတငယ်ချေကိုလေအများကြီးပဲအဲ့ဒါအကူမမီတလောက်ပဲပြောတာကျန်တဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဟိုမြင့်အဲ့ရှိလားဆိုလဲရှိတယ်လို့လည်းထိုက်ရိုက်မပြောချေသလိုရုပ်လားဆိုလည်းမပြောချေဘူးကွာကိုနိုင်ကကြုတ်ခဲ့တဲ့လူဆိုတော့အဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်အဲ့ဒါဒီဟာလေးကိုပြောဖြစ်တယ်ဆိုတာကိုဒီလေးတာတော့ကြည့်နေတယ်အဲ့ဒါကိုရုပ်တော့မယုံတာရှေ့တို့အပိုင်းဟိုတချို့ကျတော့ရှိတယ် just for fun ကွာတည်ရမလားကိုစီရောက်လာရင်ပြောရတယ်ဆိုကိုရီတွေကပျော်ဖို့ကောင်းတယ်ဆိုတာပျော်ဖို့ကောင်းတယ်ဆိုပြီးတော့အဲ့လိုမျိုးရောက်လာတဲ့လူတွေရှိတယ်ဆိုပြောရင်လည်းမိနစ်30တာဖြစ်သွားပြီမိနစ်30တာဖြစ်သွားရင်အဲ့လိုမျိုးဆိုတော့အဲ့ဒါဘာလဲဟိုကိုယ့်ရဲ့ ready pattern style ကလည်းဟိုဘာလဲဟိုရှေ့တို့ကိုအဲ့လိုမျိုးပျော်ရမယ် motivation ပေးရမယ် healing ဖြစ်စေရမယ်ဆိုတဲ့ရည်ရွယ်ချက်ပဲရှိရကွာတခြားဘာမှမရှိဘူးအဲ့တော့ဟိုကိုယ့်ရဲ့ ready style ကတမျိုးဖြစ်နေလေးစားမှုမရှိဘူးဆိုတော့အဲ့ဒါရှင်းတို့အပိုင်ပေါ့နော်ဟိုတော်တော်များများကတော့ကြိုက်ပေးကြတယ်ချစ်ပေးကြတယ်ကိုယ့်ရဲ့အတန်လေးကိုရောမပီတဲ့အတန်လေးကိုရောချစ်ပေးကြတယ်ပြီးတော့အဲ့ဒီပြောတဲ့ဟာတွေလည်းကြိုက်တယ်ဆိုလို့အမြဲစောင့်ကြည့်ပေးကြတယ်ပေါ့နော်ဟိုသူတို့ကျေးဇူးကြ YouTube အထက်က YouTube ပေါ့နော် Facebook မှာမလုပ်ရှာတော့ YouTube channel မှာလေသူတို့ကျေးဇူးကြသူတို့ကလေချစ်တတ်တဲ့အရာသိလားကိုက channel တစ်ခုလုပ်တယ်ကွာ YouTube မှာ channel တစ်ခုလုပ်တာလေဒီ channel နှစ်ခုတည်းတစ်ပြိုင်တည်းမလုပ်နိုင်ဘူးကွာတယောက်တည်းဆိုတော့တယောက်တည်းကိုလုပ်တယောက်တည်းပြောတယောက်တည်းကိုအထီလုပ်တယောက်တည်းတေးဆိုတော့ဟိုနှစ်ခုလုံးတစ်ပြိုင်တည်းမသွားနိုင်ဘူးအဲ့ဒါလည်းအချိန်ရှိမှတစ်ခုတည်းတော့ပိတ်မန်းတယ်ကွာဒီလားပုတ်လေးပြောရရေးဆိုတော့အဲ့ဒါအဲ့တာရော့မှာကိုဟိုကဖြစ်တဲ့ခါကျရင်လာပြီသူတို့ပြောပြီဟိုဘက်မှာပဲရောက်နေဟိုဘက်ထိသူတို့လာပြီဟိုတလောကသူကို focus မှာပဲ link လဲဆိုတဲ့ channel မှာပဲ focus မှာပဲသူကို focus တွေပဲထောက်ရှောက်ဟိုကဖြစ်နေတော့ရောက်လာတယ်တအုပ်စုလို့ရောက်လာတော်တော့ channel ကတအုပ်စုလို့ရောက်လာတယ်တော်တော့ဘယ်တော့ကြည့်ပေးမလဲfree reading လေးမျောနေတယ်နော်အဲ့လိုမျိုးလိုက်ရှာတယ်အဲ့ကြောင့်ခေါ်ရကကြစဉ်းစားကြည့်ရသေးလားအဲ့ creator အဲ့ဘာလဲအဲ့ creative journey မှာဘာလဲတေချာလေးလှုပ်ဖြစ်တယ်ဘာညာဆိုလဲလေလူရင်းနေချောင်းမိသားစုကြောင့်အချစ်ဆုံးတွေကြောင့်မဟုတ်ဘူးတိလားရှင်တို့ကြောင့်အဲ့တော့ကျေးဇူးတင်ပါတယ်လို့နော်တောက်လျှောက်အားပေးလာတာအတန်လေးကိုချစ်ပေးတယ်ပြောတာကိုလည်းအရာကျေးဇူးတင်တယ်ကိုကအဲ့ဒါကို insecurity အဖြစ်ဆုံးပဲတိလားဒီဟိုဟာစားဖို့စကားပြောဖို့ဟာကိုလေကိုကလေအဲ့ public speaker ဖြစ်ချင်တာကွာဒါပေမဲ့အဲ့အတန်ကြောင့် insecurity တွေဖြစ်တာအခုအရန် confidence ရှိသွားတယ်အဲ့ဒါရှင်တို့ကျေးဇူးကြောင့်ကျေးဇူးတင်နေသီးလားအဲ့တော့ဒီဘာလဲ YouTube ကို channel နှစ်ခုစလုံးလုပ်နိုင်တာလဲရှင်တို့ကျေးဇူးကြောင့်ပြီးတော့တာရော့ပညာကိုဟိုတေချာလေးလုပ်ဖြစ်ပြီးတော့အဲ့လေ officially တေချာလေးလုပ်ဖြစ်ပြီးတော့ဟိုဘာလဲ confidence ရှိလေးနဲ့ကိုယ့်ရဲ့ style လေးအတိုင်းဒီဘာလဲကိုရီးယားမှာပြောသလိုပြောပါနော် imzat တွေကသူစတိုင်နဲ့သူရှိတယ်ပေါ့နော်တာရော့ဆရာတွေလည်းအဲ့လိုပဲသူစတိုင်နဲ့သူရှိရဆိုတော့ကိုရဲ့စတိုင်ကိုလက်ခံပေးပြီးတော့ချစ်ပေးကြတဲ့အတွက်အဲ့ဒါလည်းကျေးဇူးတင်တယ်လို့နော်ဘာဖြစ်ကျေးဇူးတင်တယ် thank you 감사합니다တက်နိုင်တဲ့လောက်လေးဗီဒီယိုလေးတင်ပေးမယ်နော်안녕 bye